Hey Linus Facebook ဆိုတာကမ္ဘာမှာနံပါတ်1လူသုံးများဆုံး social media တစ်ခုပါပဲ Facebook အသုံးပြုတဲ့ဦးရေက2024စာရင်းအရဆိုရင်3 billion ရှိပါတယ်ဒီလောက်ထိလူသုံးများတယ်ဆိုတော့သူ့ကိုသုံးတဲ့ user တွေရဲ့ data တွေကိုတိုးလောင်ဖို့ data server တွေလိုပါတယ်ဒီလို data server တိစောက်ဖို့နဲ့သူ့ရဲ့ company မှာဝန်ထမ်းတွေခန့်အောင်ဖို့ပတ်စံအများကြီးကုန်ကြပါလိမ့်မယ်ဒါဆို Facebook ကိုသုံးဖို့ပတ်စံပေးရမှာလား မဟုတ်ဘူးအခုမင်းသုံးနေတာကရောပတ်စံပေးနေရလို့လားမဟုတ်မလားโอเคကျွန်တော်တို့ကပတ်စံပေးပြီးသုံးစရာမလိုပဲ free သုံးနေတာဆိုရင် Facebook ကရောအလှူပေးနေတာလဲဆိုတော့လေမဟုတ်ပြန်ဘူးသူလည်းအကျိုးမြတ်ယူမှာပဲလေဟုတ်တယ်မလားဘယ်လုပ်ငန်းမဆိုအကျိုးမြတ်မရှိဘဲနဲ့ရေရှည်ရက်တည်လို့မရဘူးဒါဆို Facebook ကရောဘယ်လိုရက်တည်နေတယ်လဲဘယ်လိုပတ်စံရှာရတယ်လဲဘယ်ကနေဝင်ငွေရတယ်လဲစတဲ့မေးခွန်းတွေရဲ့အဖြေတွေကိုဒီနေ့ဗီဒီယိုမှာရှင်းပြပေးသွားမှာဖြစ်ပါတယ် Okay this is Zero Limit welcome to the topic how Facebook make money Facebook သုံးနေရင်သူ့ရဲ့ news feed မှာ sponsor ဆိုတဲ့စာသားလေးနဲ့ post တွေကိုမြင်ဦးကြမှာပါအဲ့ဒါကတော့ကြော်ညာပဲကျွန်တော်တို့ပေးခဲ့တဲ့ like တွေ comment တွေ share တွေဒါတွေမကဘဲနဲ့ Facebook မှာကျွန်တော်တို့ထပ်တလဲလဲရှာခဲ့တဲ့ search လုပ်ခဲ့တဲ့အကြောင်းအရာတွေကိုအခြေခံပြီးတော့ဒီလိုကြော်ညာတွေကိုကျွန်တော်တို့တွေ့ရတာပါဘာလို့လဲဆိုတော့ Facebook ကကျွန်တော်တို့ data တွေကိုစုဆောင်းစမ်းစစ်ပြီးတော့ဘယ်လို user တွေစီဘယ်လိုကြော်ညာတွေပြတ်တင်တယ်လဲဆိုတာကိုဆုံးဖြတ်တယ်ဒါကြောင့်ဒီလိုကြော်ညာတွေကိုတွေ့ရတာပါအဲ့လိုကြော်ညာတွေကျွန်တော်တို့ကိုပြပြီး Facebook ကဝင်ငွေရနေတာကျွန်တော်တို့ရဲ့ data ကိုသုံးတယ်အဲ့ကနေဝင်ငွေရတယ်ဥပမာအနေနဲ့ဖဏရောင်းတဲ့ company တစ်ခုက Facebook ပေါ်မှာရှိတဲ့ဖဏချစ်သူတွေစီကိုသူ့ရဲ့ product ကိုမြင်စင်ကြည်နေပဲထားပါတော့ဒီတော့ Facebook မှာကြော်ညာမယ်ကြော်ညာ setting မှာဒီကြော်ညာကိုလူဦးရေဘယ်လောက်ထိကိုပြမလဲအသက်ဘယ်လောက်ကနေဘယ်လောက်ထိကိုပြမလဲကြားမလိန်အမျိုးအစားစိတ်ဝင်စားတဲ့နယ်ပယ်စတာတွေကိုချိန်ကြည့်ပြီးတော့ကြော်ညာလိုက်မယ် Facebook ကလည်းသူ့ကိုသုံးတဲ့ user တွေရဲ့ data ကိုသိနေတော့ဒီကြော်ညာကိုယူပြီးဖဏအကြောင်းအရာစိတ်ဝင်စားတဲ့သူတွေဖဏနဲ့ပတ်သက်တဲ့ post တစ်ခုခုကိုအမြဲ like and share လုပ်တဲ့သူတွေ Facebook search မှာဖဏအကြောင်းရှာဖွေသူတွေဖဏနဲ့ပတ်သက်တဲ့ post တွေကိုမကြာခဏဝင်ဖက်လေရှိတဲ့သူတွေကိုဒီကြော်ညာကိုပြမယ်အဲ့လိုကြော်ညာပြဖို့အတွက် Facebook ကကြော်ညာရှင်တွေစီကနေပြီးတော့ကြော်ညာကဆိုပြီးတော့ယူပါတယ်လူကြီးအများကြီးစီကြော်ညာကိုပြလေ Facebook ကကြော်ညာကပို့တောင်းနေပါပဲဒီတော့ Facebook ကဘယ်ကနေဝင်ငွေရတယ်လဲလို့မေးတယ်ဆိုရင်သူ့ရဲ့ဝင်ငွေ 90% ကကြော်ညာတွေကနေရတယ်လို့ပြောပါလိမ့်မယ်ဘယ်လိုကြော်ညာမျိုးကနေရတယ်လဲဆိုတာကိုစက်ကြည့်ရအောင် Types of ads on Facebook ပထမဆုံး ads ကတော့ Facebook ရဲ့ newsfeed မှာ sponsor ဆိုတဲ့စာသားနဲ့ပေါ်လာတတ်တဲ့ ads အဲ့ဒါကို feed ads လို့ခေါ်ပါတယ် Facebook story နဲ့ Instagram story မှာပေါ်လာတဲ့ ads ကတော့ story ads Facebook မှာ video တွေကြည့်ရင်ပေါ်လာတတ်တဲ့ ads က video ads Messenger မှာပေါ်လာတဲ့ကြော်ညာက Messenger ads နောက်ပြီးတော့ TikTok နဲ့ YouTube short တို့လို video အတူတွေကြည့်လို့ရတဲ့ Instagram Reels မှာပေါ်လာတတ်တဲ့ ads က Reels ads ဒီလိုကြော်ညာအမျိုးအစားအမျိုးမျိုးကနေ Facebook ကဝင်ငွေရနေတာပါ2023စာရင်းအရဆိုရင် Facebook ကကြော်ညာတွေကနေဝင်ငွေဒေါ်လာ117 billion လောက်ရထားပါတယ်ဒါကသူ့ရဲ့ဝင်ငွေရဲ့ 90% ပဲရှိသေးတာဒါဆိုကျန်တဲ့10%ကရောပြောမယ်လေကျန်တဲ့ဝင်ငွေတွေကဘယ်ကနေရကြလဲဆိုတာကိုစက်ကြည့်အောင် Facebook Marketplace and Shopping Local product တွေကို Facebook Marketplace မှာရောင်းချလို့ရပါတယ်ပြောရမယ်ဆိုရင်ဈေးထဲမှာကုန်စုံဆိုင်စိုးဆိုင်ဖွင့်တယ်လို့ပါပဲ Facebook Marketplace မှာလည်းကိုယ့်ရဲ့ကုန်စည်တွေကိုခင်းချင်းပြသရောင်းချလို့ရပါတယ်ဒီလိုခင်းချင်းပြသဖို့ဆိုပြီးတော့ Facebook ကပတ်စံမယူဘူးအဲ့ဒီအစားပစ္စည်းအတွက်ငွေချေတဲ့အခါငွေလွှဲပြောင်းတဲ့အခါငွေလွှဲပြောင်းကတော့ယူပါတယ်တနည်းအားဖြင့် commission ပေါ့ Meta Pay အရင်တုန်းကတော့ Facebook Pay Facebook မှာရောင်းဝယ်လုပ်ဖို့နဲ့ Facebook နဲ့ချိတ်ဆက်ထားတဲ့ business တွေအကြားငွေကြေးအလွှဲပြောင်းလုပ်ဖို့ Meta Pay ကိုသုံးလို့ရတယ် Facebook platform ပေါ်မှာရှိတဲ့ game တွေက item တစ်ခုခုကိုဝယ်ဖို့နဲ့ donate လုပ်တာတို့ fundraising လုပ်ဖို့လည်း Meta Pay ကိုသုံးလို့ရပါတယ်ဒီလိုအရောင်းဝယ်အတွက်ငွေချေတဲ့အခါ Facebook က transaction fee ဆိုပြီးတော့ယူပါတယ် WhatsApp Business and API WhatsApp ကလည်း free သုံးလို့ရတဲ့ app တစ်ခုပဲဒီမှာလည်း Facebook ကနေပြီးတော့ဝင်ငွေလမ်းကြောင်းဖောက်ထားပါတယ်ပထမတစ်ခုက company တွေက customer service အတွက် WhatsApp API ကိုပတ်စံပေးပြီးဝယ်သုံးလို့ရတယ်အဲ့ကနေ Facebook ကဝင်ငွေရတယ်နောက်တစ်ခုကကြတော့ business တွေက Facebook မှာ ads ပြပြီးတော့ WhatsApp user တွေနဲ့ချိတ်ဆက်လို့ရပါတယ်ဒီကနေလည်း Facebook ကငွေရပါတယ်နောက်ဆုံးဝင်ငွေရတဲ့လမ်းကြောင်းကတော့ virtual reality အနာဂတ်မှာ virtual reality နည်းပညာလွှမ်းမိုးလာမှာကို Facebook ကသိနေတယ်ဒါကြောင့် Facebook က virtual reality company ဖြစ်တဲ့ Oculus ကိုဝယ်ရပါတယ်အခုတော့ Oculus ကနေ Metaverse ဖြစ်သွားပြီ Metaverse ကိုသုံးပြီးတော့ digital goods တွေ NFT တွေဝယ်လို့ရောင်းလို့ရတယ်ဒီကနေလည်း Facebook ကဝင်ငွေရဖို့လုပ်နေတာပဲ
အနာဂတ်မှာ virtual reality ကနေဘယ်ပုံဘယ်နည်းနဲ့ဝင်ငွေရှာကြမလဲဆိုတာကိုစောင့်ကြည့်ရအောင်မယ်အခုလက်ရှိတော့ MetaQuest ကိုစမ်းသပ်ရောင်းချနေပါတယ် Okay ဒါတွေကတော့ Facebook ဘယ်လိုပတ်စံရှာသလဲဆိုတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ data တွေက Facebook အတွက်ပတ်စံပဲ data is money ဒီဗီဒီယိုကိုကြည့်ရင် like and share ဆွေးနွေးစရာသိချင်တာရှိရင် comment မှာမှန်ခဲ့နောက်ဆုံးအနေနဲ့ subscribe လုပ်ခဲ့ဖို့မမေ့နဲ့ and the last one word this is zero limit no limit to learn ထပ်တာ bye bye